တို့လက်ရှိကတော့ခုကတော့ဒီကန်ကြီးပဲခတ်သုံးကြတာဗျာအခုကျွန်တော်တို့အိမ်မှာတောက်သုံးဖို့တော့ကျွန်တော်ခတ်မယ်ဆိုလို့ရှိရင်မနက်ပိုင်း6နာရီခွဲအိမ်ကနိုးတဲ့ချိန်ကျွန်တော်လုံမသွားခင်ပေါ့ကျွန်တော်ဒီပထမတောက်ကန်ရပဲကျွန်တော်တစ်ခေါက်တွက်ခတ်တယ်ညနေပိုင်းကျွန်တော်လောက်ကပြန်လို့ရှိရင်3နာရီခွဲ4နာရီလောက်ဆိုရင်ကျွန်တော်တစ်ခေါက်တွက်ပြန်ခတ်ပါတယ်ကျွန်တော်တို့ကတော့တန်းတော့မတောက်24နာရီပေါ့24နာရီဆိုရင်နေထိုင်ပြီးသူကလည်းကြည်ရတဲ့အတွက်ကျွန်တော်တောက်သုံးလို့ရပါပြီပုံကွန်အလုပ်တွေပါတယ်ရှိလို့ချင်းပုံကွန်အလုပ်တွေပါတယ်တော့ထည့်ထားတယ်ခလေးကဒီလိုမျိုးထိုင်လဲမထိုင်စော့လဲမစော့တထွေထွေတမိုင်မိုင်ပဲလုံးဝသူ့ကိုကြည့်လိုက်ပျော့ဖလန့်နေတာပဲကြည့်ပြီးတော့လုံးဝတော့သူငိုချင်တဲ့စိတ်ပါတော့ဖြစ်သွားတယ်ခလေးကတေပြီးပဲထင်တယ်ဟိုပထမတယောက်မွေးတဲ့ချိန်မှာလဲပထမတယောက်ကဆုံးသွားတယ်3လနဲ့ဆုံးသွားတယ်အဲ့လိုမျိုးဖြစ်သွားမှဆိုပြီးတော့နည်းနည်းစိုးရင်ပါတယ်စိုးရင်ဒီနာကလေးကဒီလိုမျိုးဖြစ်နေတာပဲပေါင်းစိတ်ကိုခေါ်ရလဲဆိုတော့မှစိတ်ကိုခေါ်ရတော့မှဒီရေပန်းနိုင်ရအကွက်နဲ့တွေ့တော့မှဘာဖြစ်တာလဲဆိုတော့မှကလေးကတမိကလေးကဒီလိုလိုပဲဝင်ပြောင်းရောဖြစ်နေတယ်တမိဒီနေ့စိတ်တလားဟိုကလေးစိတ်ကိုခေါ်ရလဲရတယ်သူပြောတော့အဲဆိုရင်ညနေကိုဆရာမရှိဘူးလားတဲ့ဆရာမလုပ်ပြီးလို့ဆိုပြီးတမိညနေကိုတွားလိုက်တဲ့အချိန်မှာပဲဒီတစားရေချောင်းနဲ့ဒီကလေးကကောင်းသွားတယ်တမိ3တော့လောက်ပဲသူ့တိုက်လိုက်တယ်အဲ့မကောင်းဘူးတောက်ရအမြဲလို့ဝယ်မတောက်နိုင်ဘူးကဲရီပဲခတ်တောက်တယ်ခလေးကသမီးလေးနှစ်အောင်မွေးထားတယ်အကြီးမကြီးကတော့10နှစ်အငယ်လေးကတော့9လကဲရီဒီတိုင်းတောက်တော့ဝင်တအားသွားတယ်ပေါ့ခလေးတေးသေးလေးလည်းရှိတော့လေခလေးကနိုးဆိုးနေတာဆိုတော့ခလေးလည်းဝင်တအားသွားတယ်မိခင်လည်းဝင်တအားသွားတယ်ခလေးចောင်းသွားကန်နေကြရင်တောက်ရီဘုံနေရာနေထည့်ပေးလိုက်တယ်ကဲရီចောင်းသွားတယ်ပေါ့နော်ចောင်းသွားပြီးလို့ရှိရင်အမေသမီးဒီနေ့တော့ဝင်သွားတယ်ဝင်သွားတယ်ကိုကဆေးတိုက်လိုက်တာပေါ့နော်ဆေးတိုက်ပြီးတော့ပဲဒီတိုင်းပဲထားလိုက်တာပေါ့အစားတော့မရိပ်မိဘူးပေါ့ဟိုသူကျောင်းမှာဝယ်စားတဲ့အစားတောက်ကြောင်လားခလေးဘာတွေများစားလဲလို့မေးခဲ့တယ်ဒါပေမဲ့နောက်တော့စဉ်းစားမိတာတော့ဒီရေကြောင်ရေရအဓိကပဲပေါ့ကဲယူအဓိကတောက်တဲ့အတွက်ကြောင့်မလို့ဝန်ပြောဝရှော့ဖြစ်တယ်ဆိုတော့သိခဲ့တယ်အထူးသဖြင့်ကဲယူဒလိုက်တောက်သုံးလို့ရှိရင်ဝန်ပြောဝရှော့ယောဂဖြစ်တယ်ဆိုတာအမအနေနဲ့သိခဲ့တယ်ပြီးတော့အနေလည်းရှိတယ်ပေါ့နော်ရေပန်းလိုက်စီဝဲတော့တက်တဲ့ချိန်မှာတော့ဘာသိသွားလဲဆိုတော့သူကအိမ်သားတွေပေါ့နော်အိမ်သားတွေတည်တည်ချာချာလုံကြုံစောက်ရမယ်ဝပြဝဲရှောကဘာတွေရတဲ့စားဖြစ်တာလဲဆိုရင်ရင်သားစာတွေကကြောက်ဖြစ်တယ်တောက်ရည်ဦးသေးချာကြိုးချက်ပြီးမတောက်ရည်ဖြစ်တယ်အိမ်သားလုံကြုံမှုမရှိရဖြစ်တယ်ပြီးတော့တကွေးတန်ရှင်းမရှိရလည်းဖြစ်တယ်ပေါ့အဲ့ဒါသူကလာပြီးရှင်းပြပါတယ်ဒီနောက်ပိုင်းမှာဒီရေတန်းတောက်ပြီးတဲ့နေတော့မဖြစ်တော့ဘူးဒီရောလက်ရှိမတိုင်ခင်မှာတော့ကိုရီးယားတော့ဒီကန်ကြီးတွေကရေကိုလှောင်ပြီးတော့တောက်ကြပါတယ်ဟုတ်ဟိုအခုလက်ရှိဒီရေတန်းဆက်ကြီးရောက်လာတဲ့အခါကျတော့ဒီမှာကိုတကူတက်ကလည်းနှိပ်เสียရလည်းမလို့ဟိုကနေဘားလေးဖွင့်ပြီးတော့တန်ပြီးသားရေကိုကိုရီးယားဘုံနဲ့ခတ်ပြီးတော့တေးသေးထအဲ့တောက်ရေအိုးရှင်လဲတောက်ရေအိုးလဲထည့်တယ်ဘုံလေးတဲကိုလည်းထည့်တယ်အဲ့ဒါကိုခံပြီးတော့တောက်ပါတယ်ကောင်းကျိုးကတော့ဟိုပြောမယ်အဖက်ဘက်ကနေအများကြီးတော့ရှိတာပေါ့နော်ဒီရေတန်းဆက်ကြီးရောက်လာတဲ့အခါမှာရေတန်ဘူးတွေပဲဝယ်တောက်เสียမလို့တော့ဘူးပေါ့နော်ကန်းရေခတ်ရတာထက်ဆိုင်ရင်ဒီကနေဘုံပိုင်းလေးနဲ့ရေတန့်ကိုခတ်ရတာပို့ပြီးတော့အဆင်ပြေတယ်ရေကောင်းကောင်းတောက်ရတယ်ကြည်လင်တာပေါ့နော်ဟိုတောက်ရေတန့်ကောင်းကောင်းရလိုက်တယ်ပေါ့အဲ့တော့ရက်ွက်တော့အများကြီးအကျိုးရှိပါတယ်